16ရက်2လ2026အခုခွန်ပုံစံမျိုးထောမှာမဟုတ်တော့တုံညာ4ခုနှစ်အဲ့မှာ990 9နှစ်တည်ရင်9ခွန်ရပါတော့အဲ့မှာဆိုရင်တုံညာ6ခုနှစ်မှာ9ခွန်လို့ထွက်ခဲ့တယ်9ခွန်လို့ထွက်တာပါနော်နောက်တုံးလုံးပေါင်းခြင်းရှိတယ်နောက်တစ်ခုကဒီကိုရှိထိုးရတာမဟုတ်ဘူးနော်တုံညာ4ခုနှစ်မှာ2ခွန်ရ9နှစ်ရှိ9နှစ်တုံးရဒီကိုရှိပါတော့အဲ့မှာတုံညာ6ခုနှစ်မှာ9တိရှိဆိုပြီးတော့ထွက်ခဲ့တယ်ဒီကလည်းနောက်တုံးလုံးပေါင်းခြင်းရှိနောက်တုံးလုံးပေါင်းခြင်းရှိပါနော်ဒီရှိအဲ့မှာတုံညာ4ခုနှစ်မှာကျတော့ဘယ်လိုပြောမလဲတုံညာ4ရ2နှစ်တည်ရ8 4 3ရပေါ့နော်အဲ့မှာဆိုရင်9နှစ်ဒီမှာဆိုရင်9နှစ်9နှစ်မှာ10ရှစ်10ဒါလည်း10ပေါ့နော်10 4ခုနှစ်မှာဆိုရင်နောက်တုံးလုံးပေါင်းခြင်း8ဟုတ်မလား8ဆိုတော့အဲ့မှာ4တုံးထွက်နိုင်တာပေါ့နော်အဲ့ဒါကိုနောက်ဆက်ဒီကြောင်ပြောရရင်ဒီမှာ9ခွန်ပဲချင်းထွက်လဲဒီပါပေါ့နော်အဲထွက်လဲဆိုရင်တုံညာ6ခုနှစ်ထဲမှာโอเคအဲ့မှာဆိုရင်ကျွန်တော်တို့က16ခုနှစ်ပေါ့နော်16ခုနှစ်မှာဆိုရင်ကိုတရှိပဲရှင်ထွက်လဲဆိုရင်800ရဲ့16ခုနှစ်မှာ2016ခုနှစ်မှာ800ရဲ့364ရဲ့684အဲ့မှာလေတုံးလုံးပေါင်းညာ4ကိုတရှိထွက်ထားတယ်အဲ့တုံးခုပြီးတော့ကိုတရှိထွက်ထားတယ်ဒီ26ခုနှစ်မှာပေါ့နော်26ခုနှစ်မှာ483ပဲချင်းထွက်မယ်ခွန်တုံညာ6ရဲ့9ခွနှစ်6နှစ်9ရဲ့ထွက်ထားတယ်ထွက်ထားတာကျွန်တော်တို့ကလေတုံးလုံးပေါင်းညာ9ဖြစ်နေတယ်အဲ့ဆိုရင်ယခုချိန်မှာ483ကအာဆီယံမလို့ထွက်နိုင်တယ်ဒါပဲနဲ့ကျွန်တော်ပြောချင်တာက6နှစ်9ကထွက်ထားတယ်ဘယ်လိုထွက်ထားလဲဆိုတော့ရှိသေးတယ်ခု483ကထွက်မှာလားဒါမှမဟုတ်ရင်နောက်ထပ်လေတုံးလုံးပေါင်းရင်9ထွက်ပြီးမှထွက်မှာလားဘာကြောင့်လဲဆိုတော့ခွန်တုံညာ6ကမိနစ်ကထွက်ထားတာဆိုတော့လေ2025နောက်ဆုံးကျန်ထွက်တာဆိုတော့ကျွန်တော်တို့ကယူလို့ရပါမလားဒါပြောချက်ရှိဒါမနဲ့ကဒီနှစ်ချိန်ပေါင်းခြင်းက9ဖြစ်နေတယ်အဲဒီအတွက်ထွက်မယ်ဆိုရင်483ကအားစရာမလိုဘူးဒါမနဲ့ကျွန်တော်တို့ကပြောစရာရှိတယ်6နှစ်ကိုထွက်တာကိုတစ်ချက်ပြောပြမယ်နော်ဒါမနဲ့ဒါပြောပြတာပါပြောပြရုံတက်ပါပဲโอเคအဲ့မှာဆိုရင်8ကျင်က9ပိတ်ထားတဲ့ကဏ္ဍကဒီမှာဆိုရင်4ချိန်မှာတဲထွက်တာပေါ့နော်တဲကဏ္ဍ9ပိတ်တဲ့ကဏ္ဍတဲကဏ္ဍဒီမှာထွက်တာနော်โอเคရှင်းတော့မတည်ဘူးဒါမှလည်းပြောပြမယ်ဒီမှာခွန်9ထွက်တာပေါ့နော်ခွန်9 9နောက်ပိတ်98ချိန်မှာ9နောက်ပိတ်ဆိုလို့2ချိန်ထွက်ထားတယ်ကွာကျွန်တော်တို့မှန်းလို့ရတယ်ဒီမှာတစ်ချိန်โอเคညမှာဆိုโอเค98ချိန်မှာ9နောက်ပိတ်ဆိုလို့ကြည့်ပါမယ်လိုက်တော့ကြည့်တကူ98ချိန်မှာ9နောက်ပိတ်ကတစ်ချိန်2ချိန်ထွက်လာတယ်အဲ့2ချိန်နဲ့ကကျွန်တော်ပြောချင်တာကဒီမှာ9ခုခွန်တဲထွက်ထားတာနော်9နောက်ပိတ်နဲ့တဲသွားပြီးတော့ဒီမှာ9 5ခွန်ဆိုပြီးထွက်တယ်ထုံးနည်း၎င်းပါပဲ
ရှင်ဒီမှာ2008ခုနှစ်မှာကြတော့ဒီမှာ9နောက်ပိတ်တစ်ကြိမ်ရှိရကွာဒီမှာ2ကြိမ်ရှိရနော်2ကြိမ်မှာဆိုရင်ကျွန်တော်တို့ကဒီမှာဒီက9နောက်ပိတ်ကိုတော့မမြင်မှကြောက်လို့ဗျာဒီမှာ8ကောင်9နော်8ကောင်9ကိုဒီမှာတဲထွက်ထားတယ်ဒီကိုရှိရလို့ထွက်ထားတယ်4ခုနှစ်မှာဒီကိုရှိလို့ထွက်လိုက်တော့ကြတော့ဘာလို့ဆို6ခုနှစ်မှာじゃဒီမှာ9တိ8ဆိုပြီးတော့ပြီးသွားတယ်နောက်ပြီးကြတော့ကျွန်တော်တို့ဒီယခုချိန်ပေါ့နော်ယခုချိန်ဆိုရတဲ့ထွက်တော့တာပဲဗျာနော်ဒီမှာ8ခုနှစ်မှာ9နောက်ပိတ်9နောက်ပိတ်ရှိရနော်ကျွန်တော်9နောက်ပိတ်ရှိလားကျွန်တော်ကြည့်လိုက်မယ်ဒီမှာ9နောက်ပိတ်ရှိနေတယ်9နောက်ပိတ်ရှိနေတော့9နောက်ပိတ်နဲ့တနန်ကနေအမြဲတမ်းထွက်တယ်ဆိုတော့ကျွန်တော်တို့ကခံမှန်းပြီးတော့ကြည့်လိုက်ပါတော့9နောက်ပိတ်တဲ့ကနန်းဒီချိန်လားကျွန်တော်တွေ့လိုက်တဲ့ချိန်မှာတော့ဒီမှာ9နောက်ပိတ်ကိုတွေ့ကြည့်လိုက်တော့ကျွန်တော်တို့တန်းတန်းကိုကြည့်လိုက်တော့96နှစ်လို့ရသွားတယ်ကွာဒီမှာ96နှစ်ကိုရတော့ကြတော့အမှန်တမ်းပြောရရင်ကျွန်တော်တို့96နှစ်ရတော့ဒီမှာ2ချိန်မှာ96နှစ်ထွက်သွားတယ်အားကြောင့်မလို့ဒီချိန်မှာ843ကပေးပါမလားအားကြောင့်တော့ဆို843ကဒီမှာထွက်ထားရကွာ4ချိန်မှာ843ဆိုတော့4နှစ်4ဟုတ်843ဆိုတော့96နှစ်ထွက်ထားတယ်ပေးပါမလားပေးမယ်ဆိုရင်483မဲ့ဆိုကျွန်တော်483ဒါပေမဲ့ဆို